င့်ဘဝမှာသူများပြောတာဟောတာကြားဘူးထားပြီးတကယ်ရှိမယ်လို့မထင်ရတဲ့အရာတွေကိုယုံကြည်ဘူးလားဒီအရာတွေကိုသင်မသေးခင်တင့်တဲ့တန်းတစ်ချောင်းမှာတွေ့နိုင်အောင်မယ်လို့ထင်နေတာလားဒါဆိုရင်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးမှဆုံးဖြတ်လိုက်ပါဗျာထုံးစံတိုင်း like share subscribe လေးတွေတေချာနှိပ်သွားပြီးပါအောင်ဗျဒီလာရေခဲကနေကြိုးစိုးလိုက်ပါတယ်ဗျာပထမဆုံးအနေနဲ့ကျွန်တော်တို့အားလုံးကလေးဘဝကလေးကကြားဘူးခဲ့တဲ့ရေသူမအကြောင်းပြောပြချင်ပါတယ်ဗျာလူသားပေါ်ပိုင်းနဲ့ငါးအောင်ပိုင်းပေါက်ဆက်ထားတဲ့ဒီလှပတဲ့တရားဝရရာကမ္ဘာနိုင်ငံအနှံ့ပြားရဲ့ရိုးရာပုံမြင်နေတဲ့ဒနာရွေထဲမှာရေပန်းစားပါတယ်ဗျာရေသူမတွေကပင်လယ်သမုဒ္ဒရာတွေရဲ့နက်နဲတဲ့နေရာတွေမှာနေထိုင်ပြီးတော့လှပတဲ့အတန်တွေနဲ့တင်မောသားတွေကိုတွေးဆောင်တတ်တယ်လို့ယုံကြည်ခဲ့ကြပါတယ်ကမ္ဘာနေရာတော်တော်များများမှာရေသူမတွေကိုမြင်တွေ့ခဲ့တဲ့ဆိုတဲ့ပြောဆိုမှုတွေရှိခဲ့ပေမဲ့ဒီနေ့ဒီတိကျတဲ့ဓာတ်ပုံဗီဒီယိုဒါမှမဟုတ်ရုပ်လောင်းကိုရှာဖွေသိရှိနိုင်ခြင်းမရှိသေးပါဘူးဗျာသိပ္ပံပညာရှင်တွေကတော့ရေသူမဆိုတာလူသားတွေရဲ့စိတ်ကူးယဉ်မှုကနေပေါ်ပေါက်လာတဲ့ဒနာရီလာတတဝါတစ်မျိုးတာဖြစ်တယ်လို့ဆိုကြပါတယ်ဗျာပင်လယ်ထဲကဆင်တူတဲ့တရားတွေဥပမာဒူးကောင်နဲ့မန်နတီကိုအဝေးကလမ်းမြင်တဲ့အခါမှာရေသူမလို့ထင်သွားတာဖြစ်နိုင်တယ်လို့လည်းယူဆကြပါတယ်ဗျာဘလို့ပဲဖြစ်ဖြစ်ရေသူမတွေရဲ့လှပတဲ့ပုံမြင်တွေကတော့ကျွန်တော်တို့ရဲ့စိတ်ကူးတွေကိုဆွဲဆောင်နေစေဖြစ်ပါတယ်ဗျာနောက်ထပ်ကျွန်တော်တို့အားလုံးကြားဘူးကြောက်ဘူးတဲ့ຢာတော့တရေသစီတွေပဲဖြစ်ပါတယ်ဗျာဒီဆုံးသွားတဲ့လူတွေရဲ့ဝိညာဉ်တွေဟာကဘာပေါ်မှာကျဲရွခဲ့ပြီးလူတွေကိုချောင်းနှံ့နေတဲ့တို့လူတွေယုံကြည်ကြပါတယ်ဗျာဓာတ်ပုံတွေနဲ့ဗီဒီယိုတွေထဲမှာလည်းတရေပုံရိပ်တွေဖမ်းမိတယ်လို့ဆိုကြပေမဲ့လည်းအဲ့ဒီຢာတွေရဲ့တကယ်အကြောင်းရင်းကိုတော့တိတိကျကျမဖော်ထုတ်နိုင်ခဲ့ပါဘူးဗျာသိပ္ပံပညာရှင်တွေကတော့တရေတွေသိရှိတယ်ဆိုတဲ့သိပ္ပံနည်းကျအထောက်အထားမျိုးကိုရှာဖွေတွေ့ရှိထားခြင်းမရှိပါဘူးဗျာတရေလို့ထင်ရတဲ့အဖြစ်ဖြစ်တော်တော်များများကိုစိတ်ပိုင်းဆိုင်ရာရှင်တွေသဘာဝဖြစ်စဉ်တွေဒါမှမဟုတ်အာယုံခံစားမှုလွဲမှားတာတွေနဲ့ရှင်းပြနိုင်တယ်လို့ဆိုကြပါတယ်ဗျာစကားမဆက်ပြောရရင်ကျွန်တော်လည်းတရေကိုအကောင်လိုက်မမြင်ဘူးပေမဲ့တရေကြောက်တတ်ပါတယ်ဗျာကဘာမြင်မြင်မဟုတ်တဲ့ရှားဂျူတွေကတက်ရှိတွေဖြစ်တဲ့ဂျူသားတွေအကြောင်းပြောကြအောင်ဗျာစကြဝဠာရဲ့အတိုင်းတာအလွန်ကျယ်ဝန်းတာကြောင့်ကဘာလိုပဲတက်ရှိတွေရှင်နိုင်တဲ့ဂျူတွေအများကြီးရှိနိုင်တယ်လို့သိပ္ပံပညာရှင်တွေကယုံကြည်ကြပါတယ်ဗျာUFO တွေတွေ့ရှိခဲ့တဲ့ဆိုတဲ့ပြောဆိုမှုတွေလူသားတွေနဲ့တွေ့ဆုံခဲ့တယ်လို့ဆိုသူတွေရဲ့ဇာတ်လမ်းတွေဟာကမ္ဘာတစ်ဝန်းမှာအမြဲလိုကြားနေရပါတယ်ဗျာနာမည်ကြီးဆုံးကတော့အမေရိကန်နိုင်ငံရဲ့ Area 51လိုမျိုးလျှို့ဝှက်စစ်အရှေ့ဆိုင်စခန်းတွေနဲ့ပတ်သက်တဲ့ကောလာဟလတွေပဲဖြစ်ပါတယ်ဗျာလက်ရှိချိန်ထိတော့ဂျူသားတွေတကယ်ရှိတယ်ဆိုတဲ့တိကျသေးကြတဲ့အထောက်အထားမျိုးကိုရှာဖွေတွေ့ရှိထားခြင်းတော့မရှိပါဘူးဗျာဒါပေမဲ့သိပ္ပံပညာရှင်တွေဟာအခြားဂျူတွေမှာတော့တက်ရှိတွေရှိနိုင်မလားဆိုတာကိုစူးစမ်းလေ့လာဖို့အတွက်အာကာသထဲကိုစက်ရုပ်ရင်တွေလွတ်တင်ပြီးတော့ရှာဖွေမှုတွေပြုလုပ်နေစေဖြစ်ပါတယ်ဗျာတနေ့နေ့တော့ခေါင်းကြီးကြီးနဲ့အီဒီတွေကိုတွေ့ရလိမ့်မယ်လို့ညိုကီတို့ယုံကြည်ထားလို့ရပါတယ်ဗျာအခုအမေရိကန်နောက်ပိုင်းဒေသနာဘာအိုလူမျိုးတွေရဲ့ရိုးရာယုံကြည်မှုတွေထဲကလွှတ်ဝက်ဆန်းကျဲတဲ့တရားတစ်မျိုးဖြစ်တဲ့ Skinwalker အကြောင်းပြောပြခြင်းပါတယ်ဗျာနာဘာအိုလူမျိုးတွေရဲ့ယုံကြည်ချက်အရ Skinwalker တွေဟာလူသားတွေတိရစ္ဆာန်မျိုးရဲ့ပုံစံကိုပြောင်းလဲနိုင်တဲ့မကောင်းတဲ့စွမ်းအားရှိတဲ့မော်စရာတွေဒါမှမဟုတ်စွန့်ကဝေတွေဖြစ်ပါတယ်ဗျာသူတို့ဟာညဘက်မှာလှုပ်ရှားသွားလာပြီးလူတွေနဲ့တိရစ္ဆာန်တွေရဲ့အတန်ကိုအတုခိုးပြီးတော့လှည့်စားတတ်တယ်လို့ဆိုကြပါတယ်ဗျာအနောက်ပိုင်းသိပ္ပံပညာရှင်တွေကတော့ဒါရိုးရာယုံကြည်မှုနဲ့ဒဏ္ဍာရီတစ်ခုသာဖြစ်တယ်လို့မြင်ကြပေမဲ့နာဘာအိုလူမျိုးတွေအတွက်ကတော့တကယ်ကိုရှောင်ရှားရမယ့်အန္တရာယ်တစ်ခုဖြစ်ရှိနေသေးပါပဲဗျာနောက်ဆုံးအနေနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေပြောနေကြတတဝါဖြစ်တဲ့ငေါင်းအကြောင်းပြောပြချင်ပါတယ်ဗျာမတမ်းမရတွေပြောစကားအရငေါင်းကလူနဲ့တူပြီးတော့သပင်လွန်ကောင်းပါတယ်ဗျာငေါင်းရဲ့ရက်ကအော့မေတို့လို9ပေတရမလောက်ရှိပြီးတော့နောက်စီနေရာလောက်မှာအောက်ရှင်းငက်လိုအချွန်တက်ကြီးပါပါတယ်ဗျတပင်တွေပေါ်လူတရက်ကြော်ကြော်လောက်ခုံတက်ပြီးတော့အဲ့ဒီအတက်ကြီးနဲ့ပေါက်ပြီးဆန်းဆန်းနေနိုင်ပါတယ်ဗျရှည်တစ်ချောင်းသာရှိပြီးမဲ့အလွန်ပြေးမြန်ပါတယ်ဗျဒုစစ်ကွေးမရတော့ခုံစောပြေးတယ်လို့ပြောကြပါတယ်ဗျပါတဲ့ရှည်တစ်ချောင်းကလည်းရှည်ပေါ်နောက်လဲပြီးတော့ဖနှောက်၈ရောင်နေပါတယ်ဗျခနာကိုကပြားပြီးလက်နှစ်ဖက်ပါပါတယ်လက်မောင်းတွေကဗလားတောင်းတယ်လို့ဆိုကြပါတယ်ဒါပြင်နှစ်ဖူးပြောင်ပြောင်မေးကောက်ကောက်နဲ့မို့လို့အပြင်မှာတွေ့ရင်ညိုကီတို့လိုရုပ်တော်ဆိုးမှာပါပဲဗျဟောမလင်းဗမောဝိုင်းမောမိုးကောင်းမျိုးအနီးတစ်ဝိုက်ရွာများမှာငေါင်းတွေ့ဘူးကြတယ်လို့ဆိုကြပါတယ်ဗျာနောက်ဆုံးတွေ့ရှိခဲ့တဲ့မှတ်တမ်းကတော့1955ခုနှစ်မှာကချင်ပြည်နယ်ကတောတစ်ခုထဲမှာတခွဲကျောင်းမှာလက်ညက်နေတဲ့ငေါင်းတစ်ကောင်ကိုဖမ်းမိထားဘူးတဲ့နောက်တစ်နေ့မှာတော့တည်သွားတယ်လို့ပြောကြပါတယ်ဗျာငေါင်းအပြင်မှာမြင်မှုတဲ့သူတွေရှိရင်ကွန်မန့်မှာပြောခဲ့ကြပါအောင်ခင်ဗျာဒီအထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ